Hello မင်္ဂလာပါအခုကစိတ်အကြောဖြစ်တာချင်းလေးစီရောင်းပေးမှာရှင်တနေ့ရတော့ကနှာဆေးတာချောင်းဆိုးတာပန်းနာရင်ကြဖြစ်တာဟာရောင်းပေးရပါအခုကစိတ်အကြောဖြစ်တာချင်းလေးစီထိခိုက်ရှာနာဖြစ်တဲ့ဟာဆေးလူတဲ့ဟာရောင်းပေးမှာပါဒါဘာပါနော်ဆေးဝါးကြီးတဲ့ပိုကောင်းပါရဲ့ရှင်ဆေးဝါးကြီးဆေးဝါးကြီးဆိုအခုချိန်9000 6000ပေးရပါရှင်အခုက9000တောင်မရှိပါဘူးရှင်တပူးကိုမှ3000ပဲရှိပါရဲ့ရှင်အဲ့ဒါဘာတော့ကလဲဆိုရင်ကြိုက်ခဲပြောက်တာတွေဘိုင်းနာဘိုင်းအောက်ဖြစ်တဲ့ဟာတွေလက်ပူလောင်တာတွေနှာခမ်းကွဲတာတွေခြေဝါးကွဲတာတွေခဏငင်းချီတောင်းမှာပေါ့နော်ဆိုင်ကချင်းမီလို့မို့နည်းနည်းပြည့်ရွာပေါ့နော်အဲ့ဒါ9ရက်ရှိပေါ့နော်ဒီဆေးပဲလူတာပါအခုဆိုရင်ဖိကြကလေးဖြစ်သွားပါရဲ့ရှင်အဲ့ဒါဘာလို့လဲဆေးရခိုတဲ့ပိုကလည်းဆေးရခိုလိမ့်တာလည်းမဟုတ်ဘူးစိတ်အကြောဖြစ်တာချင်းလေးဆေးလိမ့်တာပါဟောစိတ်အကြောဖြစ်တာချင်းလေးဆေးတစ်မျိုးတည်းလိမ့်တာပါဘာမှမလိမ့်ပါဘူးရှင်အဲ့ဒါတစ်ခုပဲလိမ့်တာပါဟုတ်အဲ့ဖိကြပဲကြမှာတော့တဲ့ဒါတဘူးကစလက်လီဝယ်ရပါတော့ငါဘူး10ဘူးဆေးဆိုရင်တော့2500နှုန်းပေါ့နော်တဘူးကျေးစင်3000မှာရှင်ပြန်ရောင်းချင်တဲ့သူတွေအတွက်လည်းပိုကောင်းပါရဲ့ရှင်လက်ကားစိတ်ပြန်ပေးပါမယ်အခုကခဲခဲပဲလက်ပူလောင်တာတွေစကြောတက်တာတွေပြပါရဲ့ငင်းစဲခုတ်ကြောရတဲ့အဲ့လိုတက်ဆိုင်ဆိုင်ရှင်ခုတ်ကြောရတဲ့ဒါတွေနှိပ်ရတာပေါ့နော်ခုတ်ကြောတက်တာတွေဒါလေးငင်းရမေဆိုတဲ့ချက်ဘိုင်းအောင်တာမင်း2ယောက်ဖြစ်ပါတယ်တာမင်း2ယောက်ဖြစ်တော့ဘိုင်းအောင်ရှင်လဲဒီစီးလေးဝယ်လူရပါဒီမှာတဝဲကြိုက်ထား5ဦးမြောက်ရှိပါစစ်သမားစီမှာဝဲလူရတော့နော်ငါဘူးချစ်ငင်းလည်းပြန်ဇေရောက်မယ်သူများတွေဘိုင်းအောင်ဖြစ်လို့ရှင်ကိုလည်းပြန်ပြီးတော့ကြော်ညာပေါ့ဆိုပြီးပြန်ရတော့ဒီမှာတေးပဲရှိပါတော့ရဲ့အမေလည်းဘိုင်းအောင်နဲ့ဘိုင်းအောင်ရှိရဲ့ငင်းလည်းဘိုင်းအောင်ရှိရဲ့ဘာလို့ဟိုလိုယောဂါမဟုတ်တော့ညီကအစာနည်းနည်းအစာမနည်းနည်းစားလို့ရှိရင်ရင်ပြည့်ရင်ငယ်ဖြစ်တဲ့ရင်ပြည့်ရင်ငယ်ဖြစ်တော့အစာမကြည့်တော့ဘောနော်ဒီဆေးကိုရင်ကောင်းတိုင်းဖိုက်တွေအကုန်နှောက်လို့တာပေါ့နော်အဲ့ဒါဆိုရင်အစာကြည့်ပြီးတော့မှပျောက်သွားပါတယ်ရှင်ဒါညီလို့တုံမှုလို့ပေါ့နော်လက်တွေ့ပြောက်လို့ပြန်ရောင်းပေးရပါခလေးလူကြီးပြန်လူလို့ရပါတော့ဆိုးချိုးမရှိပါဘူးရှင်တရားရခိုင်းတော့မှဘာကမှဆယ်ဝဲနှင်းကူတွေလို့ပွဲတွေလို့ရှိတဲ့ဟာပေါ့နော်ဒီဆေးလေးကလူပေးချက်ချင်းပြောက်ပါရဲ့ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်ဘိုင်အားလုံးကျမ်းပါပါစေရေပေးအန်တယ်မှာလွန်မြောက်ပါစေရှင်